Kinh số ya biểu là biểu ạ. Và lúc biểu đâu? Và lúc biểu đâu? So alu biểu. So alu biểu. Nice. စနု2026မှာပို့တော်ပို့ထက်မြက်ပို့ကောင်းတဲ့သူတယောက်ဖြစ်လာခြင်းတဲ့အတွက်ကြောင့်မို့2025ထဲကနေပြီးတော့မှစနုကြိုတင်ပြင်ဆင်မှုတွေကိုစိန်ခေါ်မှုတွေအများကြီးလုပ်ခဲ့ရပေါ့နော်ဒီစိန်ခေါ်မှုတွေရဲ့စနုအတွက်အရန်အခက်ခဲဆုံးအချိန်က social anxiety ကိုကျော်လွှားဖို့ကြိုးစားခဲ့ရတဲ့အချိန်တွေပဲsocial anxiety ကိုဆက်ဆက်ချင်းကြော်လွှားခဲ့တော့ဒီလို mask အစိမ်းရောင်ကပ်ပြီးတော့လန်ထိတ်မှာမုတ်တော်ဝဲခဲ့ရပါဗီဒီယိုလေးကတော်တော်လေးလဲ viral ဖြစ်သွားတယ်ပေါ့နော်ဗီဒီယိုလေးကိုကြည့်ချင်တော့ဆွန်နွေရဲ့ TikTok အကောင့်မှာတင်ထားတာရှိရပေါ့နော်တွားကြည့်လို့လည်းရပါတယ်အဲအချိန်တွေတော့တော်တော်လေးတော့ရှက်စရာကောင်းခဲ့တယ်ဒီလားခဏလေးရှက်တယ်လို့ပြောလိုက်လို့ social anxiety ကရှက်တဲ့စိတ်လားဆိုရင်တော့လုံးဝမဟုတ်ပါဘူးကြောက်တဲ့စိတ်ပါလူတွေရဲ့မကောင်းတဲ့အမြင်နဲ့ judge လုပ်မှာကိုအရန်ကြောက်တဲ့ strong fear တစ်ခုပါကို့မှာ social anxiety ရှိနေလားမရှိနေဘူးလားဆိုတာကိုဘယ်လိုသိနိုင်မလဲကို့ဝေဖန်မှာကိုအရန်ကြောက်တာစကားဝိုင်းတစ်ခုမှာကိုကစကားတွေပြောခဲ့ပြီးသွားပြီအိမ်ပြန်ရောက်လို့ရှိရင်ငါဘာပြောလိုက်တာလဲဒီစကားပြောတင်ရဲ့လားအဲ့လိုမျိုးတွေအရန်တွေးပြီးခဲ့ချောအရန် overthinking ဖြစ်တာဒဇိန်းတွေကိုစကားစပြောရမှာအရန်ကြောက်တာပြောရမှာလည်းအရန်ဝင်လေရဲ့အဆိုးဆုံးကတော့လူအများကြီးရှိတဲ့အခန်းထဲမှာကိုတယောက်တည်းစကားထပြောရတော့မယ်ဆိုပါစို့အဲ့ဒီအချိန်ဆိုလို့ရှိရင်လေဒီကဘာမြေကြီးပေါ်ကနေအောင်မှပျောက်ကွယ်သွားချင်လောက်တဲ့အထိစိတ်ထဲကအဲ့လိုလိုက်လေကြောက်လာတာစိတ်မတက်မတာဖြစ်လာတာအဲ့လိုမျိုးအရာတွေကကိုဖြစ်ဖူးတယ်ဆိုရင်တော့ social anxiety ရှိနိုင်တယ်ရှိနေတဲ့လက္ခဏာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုအကြောက်တရားမျိုးကစနုကိုယ်တိုင်တွေးကြုံနေပြီးတော့စနုကိုယ်တိုင်ရှိခဲ့ပူတာပါဒီ social anxiety ဆိုရဲအကြောက်တရားကိုစနုဘယ်လိုကျော်လွှားခဲ့ထင်လဲစနုအခုပို့ပြီးတော့မှရောက်ရှိနေပါအင်ကြီးလေးဝိုင်းပေါ့နော်လူတွေအများကြီးဆိုရွှေတွေပါပြန်တယ်โอเคစနိုးအခုအလုပ်တော်လုံးမှာဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့စနိုးကတောင်ကြီးမြို့ထဲမှာရှိရဲပူကီတိုဆိုရဲကစားကွင်းလေးထဲမှာ staff တယောက်အနေနဲ့တွားပြီးတော့အလုပ်လုပ်ခဲ့ရပါစနိုးကလေလူများတဲ့နေရာမှာဗီဒီယိုရမှာဆိုအရန်ကြောက်တာအကြောက်တရားကိုရင်ဆိုင်မယ်ဆိုပြီးတော့တယောက်တည်းဥကြောင်နဲ့ပေါ့နော်ဒါပေမဲ့စနိုး live မှာတီးကြရဲကလေးလေးတွေကလာနှုတ်ဆက်တော့တော်တော်လေးကိုစိတ်သက်သာရခဲ့ပါတယ် Kinh số ya biểu là Biểu ạ. Và lúc Dạ. Và lúc biểu đâu? So alu biểu. So alu biểu. Chiều ca Xe này không ạ? Tôi mới đó cũng Không có này vậy rồi, ta ta đi về tuần. Ta ta đi về tuần là လုံးတာနည်းနည်းစော့တာများပေါ့နော်ပူကီလိုကစားကွင်းထဲမှာစနိုးတယောက်တည်းစော့ခဲ့ပါသေးတယ်ပုံမှန်ဆိုရင်စနိုးအမြင့်မကြောက်တော့ဘူးပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်ကဒီကျိုးပေါ်မှာလမ်းလျှောက်ရတာကိုတော်တော်လေး nervous ဖြစ်နေရပေါ့နော် Lỡ mới giận má vì lỡ một tí Lỡ mới giận má vì lỡ một tí. Fine. ပြန်ခံနီးမှာတော့တငယ်ချင်းပူစီလေး2ယောက်ရတော့ပါသေးတယ်သူတို့နဲ့တူတူဘောလုံးပြစ်ကြရဲပေါ့နော်စနိုးကတော့တလုံးမှမဝင်ခဲ့ပါဘူးရှင်နောက်ဆုံးတော့လေစနိုးရဲ့ the best version of myself ကိုရအောင်ကြိုးစားဖို့အတွက်အကြောက်တရားကိုရင်ဆိုင်လိုက်ပါတယ်အိမ်ပြန်ရောက်တော့လေကိုပြန်ပြောပါတယ်နင်ဘာလုပ်ခဲ့ရလဲပေါ်တော်နဲ့ရှက်စရာကြီးပါညာအစုံပဲဒါပေမဲ့လေစနိုးအကြောက်တရားကိုအချင်းချင်းကြော်လွှားပြီးတဲ့အခါမှာတော့စနိုးလူရှိသူရှိမှာ confidence ရှိစကားပြောလာနိုင်တယ်လူကြောက်တဲ့စိတ်ကအရင်ခါတဲ့ဆိုင်အရန်ကိုညော့နေလာတယ်ပေါ့နော်လုံးဝကြီး social anxiety ပျောက်သွားတာမျိုးတော့လဲစနိုးမဟုတ်သေးဘူးပေါ့နော်စနိုးအတွက်ခက်ခဲသေးရဒါပေမဲ့အရင်ကထက်ဆိုင်တော့အများကြီးတက်တာလာရဲဆိုရဲposition မှာရှိနေရပေါ့နော်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာလူတွေက24နာရီလုံးကျွန်တော်တို့စောင့်ကြည့်ပြီးတော့24နာရီလုံးကျွန်တော်တို့အကြောင်းတွေပဲတွေးနေတာလုံးဝမဟုတ်ပါဘူးလူတွေကတနေ့ငါဒီနေ့ပါစားရင်ကောင်းမလဲဘာလို့ရင်ကောင်းမလဲပဲတောင်းရင်ကောင်းမလဲဒါတွေပဲစဉ်းစားကြတာပေါ့နော်ကိုတိုင်းလည်းအဲ့လိုပဲဟုတ်တယ်မလားဘသူ့အကြောင်း24နာရီလုံးထိုင်တွေးနေလို့လဲအဲ့တော့ကိုတက်လန်အတွက်ကိုလှုပ်ရှားရှိရလို့ပါဥပမာ vlog တွေရိုက်ချင်လားထားရိုက်လိုက်ပါလူတွေဒီလိုပြောမှကြောက်လို့ဟိုလိုပြောမှကြောက်လို့ဆိုရယ်ကြောက်စိတ်ကြောက်မှုနဲ့မရိုက်ဖြစ်ဆိုတော့ဒါကိုအတွက်အရင်နစ်နာရယ်ပေါ့နော်
အဲ့တော့စနိုးလိုမျိုးပဲ social anxiety ကိုကြော်လာဖို့ကြိုးစားနေကြတဲ့သူတွေရှိရဲဆိုရင်လည်းအမြန်ဆုံးကြော်လာနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်